ဖယားတရားတန်ခါခုံကြီးရှေရနာမြတ်သုံးပါးကိုပူဇော်ကဥခိုင်ရင်ဖယားတပည့်တော်တို့သည်ဤဘဝဤခန္ဓာမစွန်သေးခင်အချိန်ကလေးမှာပင်ဘာသာသာသနာကျိုးကိုစေတနာဝေဖြာတိုးလို့မွန်မြတ်သောစိတ်နဲ့ကိုကျိုးကိုစွန်ပရဟိတအကျိုးဆောင်ကစေတနာတရားတရားထက်သန်စိတ်ထားကလေးကဖြူစင်သည်ဒါနသီလဘာဝနာတရားများပွားများလို့ဆောင်ရွက်ကြလီသည်ဖယားတရားတန်ခါကုံကြီးရှေတနာမြတ်သုံးပါးကိုပူဇော်ကဥခိုင်ရင်ဖယားတပည့်တော်တို့သည်ဤဘဝဤခန္ဓာမစွန်သေးခင်အချိန်ကလေးမှာပင်ဘာသာသာသနာကျိုးကိုစေတနာဝေဖြာတိုးလို့မွန်မြတ်သောစိတ်နဲ့ကိုကျိုးကိုစွန်ပရဟိတအကျိုးဆောင်ကစေတနာတရားတရားထက်သန်စိတ်ထားကလေးကဖြူစင်သည်ဒါနသီလဘာဝနာတရားများပွားများလို့လူတန်းကြလီသည်ပေးကမ်းလို့စွန့်ကြဲသူတွေလေချမ်းသာကြစီချမ်းသာကြစီစိတ်တော်တဲ့သူပါတို့ရဆန္ဒပြေဝကြပါစေကျွေးမွေးလို့လူတန်းသူတွေလေချမ်းသာကြစီချမ်းသာကြစီစိတ်တော်တဲ့သူပါတို့ရဆန္ဒပြေဝကြပါစေပရဟိတဆောင်ရွက်သူတွေလေချမ်းသာကြစီအိုချမ်းသာကြစီစိတ်တော်တဲ့သူပါလူရဆန္ဒပြေဝကြစီမဖို့နိဗ္ဗာန်ရှောင်းလန်းနိုင်ကြစီနိဗ္ဗာန်ကျူးမြော်ဘူးကကျွန်တော်တို့ပရဟိတအသင်းများကဆုတောင်းမြတ်တာချွေစွန့်ကြဲသူတွေလေချမ်းသာကြစီချမ်းသာကြစီစိတ်တော်တဲ့သူပါလူရဆန္ဒပြေဝကြပါစေကျွေးမွေးလို့လူတန်းသူတွေလေချမ်းသာကြစီချမ်းသာကြစီစိတ်တော်တဲ့သူပါလူရဆန္ဒပြေဝကြပါစေပရဟိတဆောင်ရွက်သူတွေလေချမ်းသာကြစီအိုချမ်းသာကြစီစိတ်တော်တဲ့သူပါလူရဆန္ဒပြေဝကြစီမဖို့နိဗ္ဗာန်ရှောင်းလန်းနိုင်ကြစီနိဗ္ဗာန်ကျူးမြော်ဘူးကကျွန်တော်တို့ပရဟိတအသင်းများကဆုတောင်းမြတ်တာချွေ